ဒါညီမကိုပေါ်ရရင်ရှင်းပြပေးမယ်ဒါညီမဒါ6လားဒီခန်း15ပြီပြီ40ဒီခန်း2ခန်းဧကန်1ခန်းနဲ့မိဖို့ခန်းလေး1ခန်းလည်းပါဝင်တယ်ညီမလေးဒီခန်းရဲ့ဈေးနှုန်းက665သိန်းညီမလေးဝေါဟုတ်တယ်ညီမလေးနောက်တစ်ခန်းထပ်ပြပေးဦးမယ်လားဒါလေးရဒါနောက်တစ်ခန်း9လွာမြောက်နောက်က view လေးကြည့်ဦးဒီလို view အတွက်320ပဲပို့ပေးရင်ဒီလို view မျိုးရမှာညီမလေးဒါလေးက9လွာ3680နဲ့ရောင်းဖွင့်ထားတယ်ညီမလေးဒါလေးကလည်းခုနကလိုပဲဧကန်2ခန်းဧကန်1ခန်းနဲ့မိဖို့ခန်း1ခန်းပါမှာညီမလေးဒါလေးကပတ်ရှင်တိုက်ရိုက်ညှိနှိုင်းနေရမှာနော်ညီမလေးအဲ့ဒီမသိချင်ဘူးလေးကိုခုနကညီမကဘာလို့သွားလဲပဲညီမသိချင်တယ်ခဏလေးစောင့်ညီမလေးကိုပထမတက်မှာပြောပြရမယ်ညီမဘယ်သွားမို့လဲဟုတ်စက်တော့လေးကိုတက်လီကရှိရလေညီမရဲ့ဟုတ်လားပထမတက် BCC တက်လီကလုံချိုရေးနဲ့ကိုဝမီတာလေးရရှိမှာဖြစ်တယ်ဒါလေးက15ပြီ40ဒါလေးကအိတ်ခန်းလေးဒီမှာအိတ်ခန်း2ခန်းညီမအကြည့်လိုက်ပါဦးညီမဒါကတော့ရီယိုအိတ်ခန်းလေးညီမဒါတော့ဒုတိယမြောက်ဖြစ်တဲ့ master ဘုံညီမလေးဒီချိုးကန်းအိမ်မှာပါတယ် nice မှာဆိုရင်မိဖို့ခန်းလေးလည်းပါမှာဖြစ်တယ်ဒီခန်းလေးကသိန်း835သိန်းနဲ့ရောင်းချပြီးမှဖြစ်တယ်ညီမလေးအခုဒီခန်းကြီးညီမကိုဒုဆောင်ပါပေးမှာလားဒီမှာဒါကတော့အုံနာဘုတ်เนาะဒါတော့ဒီခန်းနဲ့ပတ်သက်တဲ့ဆက်ဆက်စာချုပ်ဒါကတော့ပန်းရောင်ကပြားလို့ခေါ်တယ်ညီမလေးဒါကတော့လိုက်နာရမယ်စီကံထိန်းသိမ်းစောက်เนาะညီမပဲအကုန်ယူရလိုက်တော့เนาะဟုတ်ပြီလားဒုဆောင်ကတော့မယူရနဲ့เนาะညီမလေးတိုက်ခန်းပဲယူရလိုက်တော့เนาะအေးဒီကအင်းစိန်ပေါက်တော့ကမူလီတန်အေယာ2မှာရှိတဲ့အခန်းလေးတွေပဲဖြစ်ပါတယ်ဗျဒီအေယာဆိုရင်ဈေးကြောင်းကားမတိုင်နဲ့စေးုံစီကံနီးတဲ့နေရာလေးလည်းဖြစ်ပါတယ်ဗျဒီနှုတ်တက်တာပြီးခိုင်မာမှုရှိတဲ့တိုက်ခန်းလေးတွေကိုရောင်းချပေးနေရဖြစ်တဲ့အတွက်ကျွန်တော်တို့ကြီးပွားအောင်အကောင့်လည်း like and follow လေးလုပ်ထားပေးပါဦးဒီအောက်မှာပြထားပေးမယ်ဖုန်းနံပါတ်ကိုလည်းအားမနာစမ်းပုံစံမေးမြန်းနိုင်ပါတယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်